မောင်လေးခြုံဆက်ရှိတဲ့နေရာလေးမှာမမတို့ချပေးပါလား ညာနေမဲ့ချခံနေမဲ့ချခံ ငါတို့အမေရလဲ နေမဲ့ချပေးပါလား အာခြုံဆက်ရှိတဲ့နေရာမှာအပေါ့သွားခြင်းလို့ အပေါ်ဝါတင်လို့ပေါ်ဝါတင်လို့ရှင်းအောင်ပြောပါလားကဲသမင်းစားမယ်သမင်းစားကြပါဦးစားပြီးကြပြီလားငါဘက်ကတော့ မိတ်ဆန်ခဲ့ နှစ်တအားတကူကောင်းဆန်တာ ကျမသမင်းစားမယ်ဒီနေ့ကျမတို့လှုပ်ရှုပ်လို့ဟင်းမချက်ဘူးအဲ့ဒီခါကျတော့ကျမကစက်တစ်ခါလုံနဲ့သမင်းစားမယ် တက်တဲ့နေလမ်းမှာအေးတက်တဲ့ခါလောက်တာနေညနေကြောမတည့်ဘူး စက်တနေလန်းနဲ့ အဲ့ဒါတက်တဲ့နေလမ်းဒါဝတ်တဲ့နေလမ်းမိမိခိုင်နဲ့သမီးလေးမီစောဆိုစားတော့ကုန်ကျမတို့ဒီမှာလေးဒီလားဒီလိုအတင်စားဒါဝတ်တဲ့နေလမ်းနော်ဒါလေးကတက်တဲ့နေလမ်းအချိုအသက်ရပါတယ်မှားစားလို့ရပါပြီနော်တစ်ထုံမှ1000ဝဲပါအချင်းခက်လောက်လေ စားကျင်လာပြီဒီမှာ သွားပါခက်ချီပါနေရလဲမွေဒီလိုအကိတ်ကြီးတွေအတုံးကြီးတွေနုအီပြီးတော့နော်နုအီပြီးတော့ရန်စားကောင်းနော်မှားစားလို့ရပြီနော်တူလက်နဲ့ဆိုတော့သူးညံ့နေရ ဒီရတော့မှာအဲ့ဒါတော့မှာ ဒီမှာဒီဘက်မှာသွန်းရှိတာလေငင်းမျက်လုံးမမြင်ဘူးလားအမ နန်းလာလေဒါကကျမအမေတော့ဖះချက်ပေးတဲ့မကြီးရွယ်ဟင်းရည်ရှင်ရည် ငါလိုက်ဒီနေငါမသားတက်ဘူးနောက်ကငါလိုက်နေတောက်ဆက်ပါအဲ့ဒီမှာပြောဒီနောက်ကိုပြောမှာပါပြောအေးကိုပတ်တက်တဲ့ကိုထဲလာရေးပါလို့ဦးမောင်လုံငါလုပ်တဲ့လိုက်တောင်းတော်ယူက ဒါတော့အရင်ချက်တဲ့ဘဲဥကြော်ပြချက်တာအာလူလေးလည်းပါတယ်ဘဲဥနဲ့အာလူနဲ့ချက်တာတောင်းဝတ်တန်နဲ့တော့အများကြီးပါ ဟုတ်တယ်ကျမတို့လည်းအပြင်းမှာတွေ့တာရမ်းတန်တယ်အရမ်းကောင်းတယ်ကျမကလည်းတရားလာကျွန်တော်ကတရား လွတ်လွတ်ပြင်းပြင်းတောင်းပါရင်လည်းမသိဘူးမတက်ကြီးရနော်မမိကပြမယ်မိကပြမယ်မတောင်းဝဲလူချင်းအော်ဒါတင်လိုက်တော့နော်